ခင်ဗျားတို့ဒီအသက်60နဲ့အထက်တွေဘာသုံးစားရလဲလို့ကျွန်တော်မျိုးတွေမေးတော့ခင်ဗျားတို့တာမန်ပြည်သူပြောလို့ကျွန်တော်တာမန်ပြည်သူမဟုတ်ဘူးတမန်မှာခေါင်းထမ်းဆောင်တဲ့တာဝန်ထမ်းဆောင်တဲ့လူတွေနိုင်ငံရေးတာဝန်နိုင်ငံရေးလုပ်နေတဲ့လူတွေဝင်ကြီးလုပ်နေတဲ့သူတွေဝင်လေးလုပ်နေတဲ့သူတွေဝင်ချုပ်လုပ်နေတဲ့သူတွေအဲ့ကနိုင်ငံရေးသမားအကုန်လုံးအသက်50နဲ့55အထက်ဗျာ50အထက်ဗျာကဲထား50အထက်အခု50အထက်ကလည်းနောက်ဆုံးလက်ရှိတာဝန်ထမ်းဆောင်တဲ့လူအကုန်လုံးခင်ဗျားတို့ဘာကောင်းကျိုးလုပ်ပဲတိုင်းပြည်ခင်ဗျားတို့ဘာကောင်းကျိုးလုပ်ကြမလဲတခုံးတော့ဖြည့်ကြည့်ခင်ဗျားတို့တိုင်းပြည်တော့ဘာကောင်းကျိုးမလုပ်ဘူးခင်ဗျားတို့ထားခဲ့မှာကျွန်တော်တို့တိုင်းပြည်အစုပ်ကြီးကိုထားခဲ့ကြတော့ခင်ဗျားတို့လုပ်ချင်လို့ထင်အားဆိုင်ကြမ်းချင်တာချင်းရမ်းချင်တာချင်းမရိုင်းချင်လို့မရိုင်းရုပ်ကမ်းချင်လို့ရုပ်ကမ်းကိုကျိုးရှာတယ်လို့ရှာကြပြီကျွန်တော်တိုင်းပြည်ကကျွန်တော်တို့လူငယ်တွေလက်ထက်လဲရပါအစုပ်ကြီးဖြစ်ပေါ့စစ်စစ်မှမကွဲအောင်တမယ်ခုဖြစ်တော့ဘာမှလည်းခင်ဗျားတို့လုပ်ပြီးတော့တိုင်းပြည်ဒါဖြစ်လာပြီတိုက်ရတာကြီးလာတာခင်ဗျားတို့ကိုကိုကိုနားမလဲကြတယ်ဒါအကုန်လုံးပြောတာကိုမရောက်လာရင်စပြီကျွန်တော်တို့ဘုံကနေပြောတာလုံးဝအထင်ကိုမကြည့်တာတစ်ဖွဲ့လုံးကိုမကြည့်တာသုံးစားလို့မရတဲ့ပွဲဘာမှကိုသုံးစားလို့မရတဲ့ပွဲဘာမှတိုင်းပြည်တော့ကောင်းကျိုးမပြီးတော့ဟာလေအဲ့ဒါတစ်ဖွဲ့လုံးရှင်းရတာကျွန်တော်တိတ်ပြောတာဘာကောင်းကျိုးမှမပြီးဘူးခုချိန်ဘာမှကောင်းမှမရဘူးဘယ်မှလည်းကျွန်တော်ပြည်သူလူအနာဂတ်ခင်ဗျားတို့ရဲ့အနာဂတ်တွေကသေတော့မှာမကြခင်သေမှာအုပ်ကုန်ပြီးအချိန်တိုင်းကုန်သေသွားမှာခင်ဗျားတို့သေသွားမှာခင်ဗျားတို့သေသွားတဲ့ဂရုစိုက်ကျွန်တော်ရှင်းရှင်းလေးဒါပေမဲ့ကျွန်တော်တို့အနာဂတ်ကြံသေးတယ်ခင်ဗျားတို့ကျွန်တော်တို့အနာဂတ်ကြတော့တတ်ခဲ့တာလားခင်ဗျားတို့ကျွန်တော်တို့အနာဂတ်ကိုဘူးသီးနုဟိုမိုးသားတို့တတ်လိုက်တာလားအဲ့ဒါခင်ဗျားတို့မတရားတာခင်ဗျားတို့မိုက်ရိုင်းတာခင်ဗျားတို့စဉ်းစားကြပြီတော်တော်လေးရင်ချင်းနဲ့နာတယ်တော်တော်လေးကျင်တာပေါ့ဒီတိုင်းပြည်တွေခင်ဗျားတို့တိတ်လုံသွားပြီခင်ဗျားတို့အားလုံးကကိုကြိုစိတ်ပေါက်နေကြတယ်ဘယ်သူမှကိုတိုင်းပြည်တွေမစင်တော့ဘူးကိုကြိုစီပါကိုတစုတစ်ခွက်သာစင်တာဒါဟုတ်လားရုံးဖို့ကောင်းကြတဲ့လူကြီးကခင်ဗျားတို့ရုံးဖို့ကောင်းတွေးနေကိုဗျာအသေးနာဟာဒီလူတွေတိုင်းပြည်ဒီလောက်ရုံးရုံဖြစ်နေလေမသိချောင်ဆောင်တယ်